Hello အားလုံးပဲမင်္ဂလာပါရှင်မေသရီကိစ္စံပဲကလေးမှာပြန်လက်ချစ်ဆိုပါတယ်ရှင်မမတို့အခုရောက်ရှိနေတာလေးကတော့ဘိုးနိုင်ဒေတာကြီးလက်ပံမြို့နယ်ခမုံစိတ်အုပ်စုတမောက်ရောက်မှနေထိုင်နေရှေ့ရတဲ့ကောင်မလေးရဲ့16နှစ်ပြည့်မွေးနေ့တော်ပါဆိုပြီးတော့နှစ်ထပ်ကိတ်တစ်လုံးရဲ့နေ့စီပန်းအပွင့်20ပါဝင်တဲ့ပန်းစည်းလေးရဲ့အယုတ်ကလေးရဲ့မာယူထားတာလေးကိုမမတို့တောက်ရောက်ပို့ဆောင်ပေးတာလေးပဲဖြစ်ပါတယ်ရှင် Hello Happy birthday to you. Happy birthday to you. အသက်16နှစ်မွေးနေ့လေးကစပြီးနောင်နေပေါင်းများစွာတဲ့အသက်ကြီးကျန်းကျန်းမာမာနဲ့နေရပြီးမိဘတွေအားကိုးရတဲ့သမီးလိမ္မာလေးလည်းဖြစ်ပါစေတဲ့ကိုကိုကြီးစိုးသမျှလည်းအမြဲခွင့်လွှတ်နားလည်ပြီးချစ်ပေးလို့အရန်ကျေးဇူးတင်ပါတယ်တဲ့အရန်လည်းချစ်ပါတယ်တဲ့သက်ဆုံးတိုင်းဒီလည်းအချစ်တွေမလျော်ပဲထာဝရချစ်သွားပေးပါနော်တဲ့ကျမ်းမာရေးတွေလည်းခရီးဆိုင်ပါနော်တဲ့ကိုကိုကြီးအလုပ်တွေစူးစမ်းပြီးတဲ့တနေ့တဲတုံးလေးစီပြန်လာခဲ့မယ်နော်တဲ့ဘုဘကပြန်ပြောပြပါဦးကျေးဇူးတင်တဲ့အကြောင်းလေးပါလေး ဒါလေးငယ်လေးပြောလိုက် သူကကြောင်းလို့ရည်နေတာလေးပြီးနေရရမကောင်းနေနဲ့ကိုကြပြောမှာနဲ့ကိုကြပြောမှာ ရရင်ရဖတ်ရ မွေးနေ့မှာပြောပါစေလုံအင်းရှိသမျှပြေပါစေချစ်တဲ့သူမင်းတို့ကစတောင်းပေးပါလေမွေးနေ့ကိုကြိုးဆိုရင်အစင်မပြေခြင်းများကင်းပါစေရှေးစမဲအနာဂတ်လေးလာပါစေ Yo te suave,